ဒီနေ့ဖတ်ပြမှာတော့ TV ဇာတ်လမ်းတွဲတွေကရုံထွက်ပါဆိုတဲ့ခေါင်းစဉ်လေးပါအမျိုးသမီးတွေကိုချဲ့လဲကျိုးဆွဲထားတဲ့ဇာတ်လမ်းတွဲလူတွေဟာအသက်အရွယ်ရင့်လာပြီဆိုရင်အကိတ်ခတ်နိုင်စွမ်းတွေရှိလာပါတယ်အဲ့ဒီချိန်ကျမှပဲပြုမြင့်တန်ကြားကိုလူဖြင်းဆွဲစေတဲ့ဇက်လို့ဘာကြောင့်ခေါ်မှန်းသိလာကြမှာပါ TV ကြည့်ရင်ချိန်ဖြုံးနေစာမဖတ်ဖြစ်ဘူးစာမတန်ကျင်ဘူးဒါကြောင့်လူဖြင်းဖြစ်စေတဲ့ဇက်လို့ခေါ်တာကအရင်ကရိုးတန်းတန်းပဲလို့ကျမထင်နေခဲ့မိပါတယ်တို့တော့ TV မှာအချိန်မြုံးတာတဲ့ပိုဆိုးတဲ့မကောင်းမှုကတော့ကန်ဆိုးဒုက္ခရောက်တာကိုရွေးချယ်တတ်တဲ့ကန်ဆိုးတဲ့အမြင်ကိုမွေးမြူပေးခြင်းပါဒါလည်း TV စီစဉ်ထုတ်လုပ်တဲ့ရည်ရွယ်ချက်ကိုရှိသမျှလူအားလုံးလက်ခံနှစ်ချကြစေဖို့ဖြစ်နေခြင်းကြောင့်ပါအမြဲတမ်းကိုကန်ဆိုးတယ်ဆင်းရဲတယ်ဘာအမြင်မှုမှမရှိတော့ဘူးလို့ထင်နေတဲ့သူတွေနဲ့တော့တခြားစီပေါ့တို့တော့အမြင်သူအ ਨੇ တကနေစီရဲ့တန်ဖိုးအမြင်ကိုလူများစုကြီးကတော့လက်မခံကြပါဘူးသူတို့ရဲ့တန်ဖိုးအမြင်ပေါ်အများစုလူတွေရဲ့ပဲ့တင်ထက်တောင်းခံမှုမျိုးမရနိုင်ကြပါဒါကြောင့်မို့လဲတိုင်းနဲ့ကိုက်နေအောင်အစီအစဉ်တွေကိုဒီချိန်နေချပေးထားရတာဖြစ်ပါတယ်ဒါမှလည်းအများစုကလက်ခံပါပါပြဿနာက TV စီစဉ်တွေအထူးသဖြင့်ကတော့အမျိုးသမီးတွေထူးနှစ်တက်ဆိုလန်းနေတဲ့အချစ်ဇာတ်လမ်းတွေဟာမတိမတာလူတွေရဲ့တန်ဖိုးအမြင်ပေါ်မှာတက်ရောက်လာဖို့တိတ်လွယ်လို့ပါမတူတဲ့ဇာတ်လမ်းတွေမျိုးစားမှာမိမိအမျိုးအစားလိုက်တန်ဖိုးအမြင်ပုံစံတွေချမှတ်ပြီးသားဖြစ်ပါတယ်ဥပမာပြောရရင်အမျိုးသမီးဆိုတာကိုယ်နဲ့အဆင့်တန်းသိပ်မကွာလှတဲ့မျိုးသားကိုပဲလက်ထပ်ယူပြီးတာမန်ရိုးရိုးပွားနဲ့ပဲဇာတ်လမ်းဇာတ်ကပ်တွေလက်ပတ်နေရင်မွမ်းမံဖာထေးရေးသားရင်ဇာတ်လမ်းတွေအဆက်မပြတ်ထွက်လာတော့တာပါပဲဒါကြောင့်ဇာတ်လမ်းတွေထဲမှာပဲခင်မင်ထွန်းချွန်ထက်မြက်တဲ့စံပြမျိုးသမီးပုံစံမျိုးပေါ်လာတယ်ထားပါဦးနောက်ဆုံးတူမလည်းပဲဇာတ်လမ်းရအရှင်လာတမိုးမြင်နေကြမှာမြုပ်သွားရတော့တာပဲစိုးရင်စရာကောင်းတာကအမျိုးသမီးငယ်လေးတွေမှာဇလန်းတွဲတွေကနေတဆင့်အယောင်တွေးဆောင်လာတဲ့လူလောကကြီးကိုနားလည်သိယူခြင်းပါပဲကိုယ်တိုင်ကဒီလိုဆိုးသွမ်းကောက်ကျစ်တဲ့လောကတွေတကယ်ရောက်သွားတော့မှပဲစိတ်ကူးထားတာနဲ့တခြားစီဖြစ်မှန်းသိရပါတော့တယ်ဒါကြောင့်လဲလောကကြီးအကြောင်းကိုဘာမှညံ့မှမသိပဲမာရွေးနဲ့ရွေးချယ်မှုဒီတောက်လျှောက်လုပ်နေခဲ့တာပေါ့ကိုယ့်ဘဝကိုအဆင်ပြေပြေထိန်းချုပ်ကင်တွယ်သွားနိုင်သူအမျိုးသမီးများစုဟာ TV မကြည့်ကြပါဘူးသူတပြင်းတော့ဘာမှတမိုးမရှိတဲ့အချစ်ဇာတ်လမ်းတွဲတွေကိုပေါ့ဒါလည်းပဲတိုက်ဆိုင်မှုတရက်တော့မဟုတ်ပါလှပတာရတဲ့ဘဝတစ်ခုလုံးကိုဖန်တီးမဲ့မျိုးသမီးတွေဖို့ဇာတ်လမ်းတွဲတွေကကန်စီမန်ယာနာကန်ဆိုတဲ့တမိုးပြင်ကနေဖောက်ထွက်သွားဖို့လိုပါတယ်အကြောင်းကတော့ဒီလိုဇာတ်လမ်းတွဲတွေဟာကျမတို့လူဘဝခီးရဲ့မှန်ကန်တဲ့တရုပ်ဖော်ချက်စေးမုံမြေမဟုတ်ပါကိုဝင်နဲ့မျိုးသမီးဇက်လိုက်ကပြစ်သွားတဲ့ချစ်သူတက်ကလေးမွေးပြီးစောင့်နေရမှာလားအချစ်ဇာတ်လမ်းတွေဟာဆက်ရှင်တက်လာစေဖို့ဇက်ကွက်တွေကိုတိုးတာဆုတ်တာရှိအောင်ဆင်ထားကြပါတယ်မဖြစ်နိုင်တဲ့ဇက်ကွက်တွေဖန်တီးထည့်တင်ထားကြပါတယ်နောက်ပရိသတ်လက်ခံအောင်လည်းတင်ပြပါတယ်ဒါဟာချစ်ဇာတ်လမ်းတွေရဲ့သဘောတဘာဝပါဒါကြောင့်လဲဇာတ်လမ်းတွေထဲမှာအခုလိုဇက်ကွက်တွေပါတတ်ပါတယ်မူလကမျိုးသမီးခွင့်ရေးဝါဒီတူဖြစ်တဲ့မျိုးသမီးတယောက်အကြောင်းမျိုးမျိုးနဲ့ခွဲခွာသွားတဲ့စေသူနဲ့ရတဲ့ကိုယ်ဝန်ကိုထိန်းထားကလေးမွေးပြီးပြုစုစောင့်ရှောက်နေ10နှစ်ကြာတော့နှစ်ဦးပြန်တွေ့တိတပံတက်ဆုံးပေါင်းတင်သွားတယ်ဆိုတာမျိုးပါနောက်တစ်မျိုးကကိုချစ်သူကကို့ဖေရဲ့တိတိဖုန်သမီးဖြစ်နေတယ်ဆိုတာမျိုးနောက်တစ်မျိုးကအရန်ချစ်တဲ့သူကကိုသားရင်ခောက်ခောက်ကိုမှတပစ်လိုက်တဲ့လူတက်တဲ့ခံဆိုတာမျိုးဒီလိုထင်ရလျှောက်ရေးတို့လည်းပြစ်မတင်တင်ပါအချစ်ဇလန်တွေရဲ့သဘောတဘာဝကိုကဒီတိုင်းဖြစ်နေလို့ပါပြဿနာဖြစ်ရတာကတော့ဒီလိုချစ်ဇလန်တွေကတမိုးမြင်တွေဟာပွဲကြည့်ပြည့်တက်တွေကိုတိမ်သွင်းဖန်ဆားထားခြင်းပါဒီလိုဇလန်တွေထဲမှာမူလဆင်းရဲသားဘွားကနေနေချင်းညချင်းတထေးဖြစ်လာသူဟာတိတ်မကြခင်မှာပဲကက်ဘေးကြီးနဲ့ရင်ဆိုင်ရတယ်ဆိုတာမျိုးမူလစိတ်တဘောထားကောင်းတဲ့တူဟာရုတ်တရက်စိတ်တဘောထားပြောင်းသွားအချိန်တစ်ခုမိုးမြမြလေးမြင်ဖြစ်ရကနေအကြောင်းတစ်ခုခုကြောင့်ဘွားပြတ်သွားရတယ်အဲ့ဒီချိန်ကျမှအတိတ်ကဆင်းရဲတော့လဲမြူထွေးတဲ့ဘဝကိုပြန်တန်းသွားမိတယ်ဆိုတာမျိုးပါတဘောကတော့ရရဘဝမှာပြောအောင်နေကြီးပွားချမ်းသာဖို့ဆိုတာစိတ်ကူးတဲ့တောင်မထိတ်နေဆိုတာပါပဲသို့တော့လက်တွေ့မှာကြုံတွေ့ရတဲ့ဘဝတွေကဒီလိုမဟုတ်ပါနောက်ရှိပါသေးတယ်အမျိုးသားဘက်ကချက်လက်တိတ်မဆိုးဘူးဆိုပြီးလက်ထပ်လိုက်တဲ့မျိုးသမီးဟာနောက်ဆုံးမှာဆင်းရဲဒုက္ခတွေကြီးနေကုန်ချုပ်ရတာမျိုးအကယ်၍လက်ထပ်ပြီးပျော်ပျော်ရွှင်ရွှင်နေရတယ်ဆိုရင်တော့အမျိုးသမီးဘက်ကအမျိုးသားချမ်းသာကြောင်မသိပဲယူလိုက်မိတယ်ဆိုတာမျိုးဒီလိုဇလန်းတွဲတွေကြည့်တဲ့ခဏခဏကြည့်နေရတော့အမျိုးသမီးတွေဟာငွေကြေးချမ်းသာတဲ့မျိုးသားဆိုရင်ကိုယ့်ဘော်ပြစ်ခွာထားနိုင်တယ်ဆိုပြီးထင်လာပါတော့တယ်။အမျိုးသမီးကမှကိုယ့်ထက်အချက်လက်ညံ့တဲ့မျိုးသားကိုလက်မထပ်ချင်တာကတော့မှန်ပါတယ်။သို့တော့အမျိုးသမီးတိုင်းဟာမာရွေးတဲ့ယူဆတစ်ခုရဲ့ထောင်ချောက်မှာကျသွားနိုင်ပါတယ်။ဒါကတော့ကိုကတော့စိတ်ထားကောင်းရင်တီးခံတတ်ရင်အဆုံးမှာယောက်ျားကောင်းယောက်ျားမြတ်ဟာအိမ်ရှိတကားကိုဆက်ဆက်မြတ်မြတ်ရောက်လာမယ်ဆိုတာမျိုးပါ။
ဒီနောက်တော့ဇလန်တွဲတွေကဆက်လက်မင်းသမီးလိုပြပြရွှင်ရွှင်ဆက်ပေါင်းသွားလေတတိပေါ်အမျိုးသမီးတွေအိမ်တော်ပြရမှာချီတုံချတုံဖြစ်ရတဲ့အာဟာရတစ်ခုကရောက်ခမပါဇလန်တွဲတွေမှာတွေ့ရတဲ့ရောက်ခမတွေက10ယောက်မှ10ယောက်9ယောက်လောက်ကလက်ထပ်ဖို့ဆက်ကျင်ကြတဲ့ရောက်ခမဆိုတွေပါသူတို့ထရအများစုကလည်းဇလန်ထဲမှာလက်ထပ်ပြီးနောက်ချွေးမကိုတို့ခတ်ပြီးပြီဒီလိုရောက်ခမတွေဆိုတဲ့ရုပ်တဲ့အကြောင်းကြီးအမြင်ရိုက်ပြနေတော့အများစုတကူတော့မြို့သမီးတွေအိမ်အောင်ကြရမှာကြောက်နေကြပါတော့တယ်။လမ်းတွဲတွေဟာရောက်ခမဆိုးတယ်ဆိုတာပြတာဒီလိုမတင်တော်တဲ့မိသားစုဖွဲ့စည်းစနစ်ပုံကိုတော့တန်တရားဖြစ်တာဝေဖန်တာတွေမပြရဲပြန်ဘူး။ပြည်ရကြီးကတော့နှိမ့်ဆက်ခံအနိုင်ကျင့်ခံရပြီးပြန်လည်မခုခံတဲ့ချွေးမကိုတော့တနာကြတာပေါ့။သို့တော့ဒီလိုရောက်ခမမျိုးတွေရဲ့တမုံမြင်ကိုတော့လုံးလုံးရရလက်ခံကြပြန်တယ်။ဒီလိုဇလန်းတွဲတွေကြည့်ပါများလေတီးခန့်ချင်းကြီးတာမိန်းကလေးတို့ရဲ့အလှစာရိတ်တာဆိုပြီးတော့မှလွဲမားတဲ့အမြင်တွေမတီးစိမ့်နဲ့လက်ခံမိကြပါတယ်။ဇလန်းတွဲတွေဟာလူတွေကိုခုလိုမောင်းရင်းနဲ့တမိုးမြင်မြောင်များကိုတွတ်သွင်းနေပါတယ်။ဒီထက်ကဆိုဆုံးကတော့စစ်ချင်းမေတ္တာဒီတာဘဝပါဆိုတဲ့အတွေးခေါ်ကိုအမျိုးသမီးတွေကိုတွတ်သွင်းပေးခြင်းပါ။ရှိရှိသမျှဆက်လက်မြင်မိတိုင်းမရေတွက်နိုင်တဲ့အနှစ်ဟာခံမှုတွေပြစ်ဆက်စည်းပြီးသူတို့ရဲ့ကြီးမြတ်တဲ့အချစ်ကိုခေါင်တက်ဖော်ကြပါတယ်။အရှိမရှိတဲ့ဘဝအတိတ်ပဲမရှိဆိုတာမှန်ပါတယ်။ဒါပေမဲ့ဇလန်းတွဲတွေကလူတွေကိုဖြစ်လာစေတဲ့ယူဆကတော့သူ့ဘာသာပေါ်ထွန်းလာတဲ့ချစ်တွေကစစ်မှန်တဲ့အချစ်ဖြစ်တဲ့ဒီလိုကြည်ကြံမြင်မြန်တဲ့အချစ်ပေါ်ထွန်းလာစေဖို့ရှိရှိသမျှပိုင်ဆိုင်မှုတွေစွန့်ပစ်မယ်ဆိုတဲ့လမ်းကြောင်းကိုရွေးချယ်ရမယ်ဆိုတာပါ။ဇလန်းတွေကမဟုတ်တန်တရားတွေကိုတည်ယူလက်ခံဖို့ထီတော့လူတွေမတုံးအားကြသေးပါဘူးလို့သိဆိုကောင်းဆိုလိုက်မယ်။ဒါပေမဲ့စစ်ချင်းမြတ်တာတွေကဘဝဆိုတော့မက်ဆေ့ကိုကတော့မြို့သမီးတွေရဲ့ခေါင်းထဲမှာဆွဆွမြဲမြဲနေဝင်သွားပါပြီ။လက်တွေ့ဘဝထဲမှာတော့သူတို့ဟာအချစ်တဲ့ဘဝကိုမစွန့်လွှတ်နိုင်တယ်လို့စစ်မှန်တဲ့အဓိပ္ပာယ်အရဘဝကိုလည်းမဖန်တီးနိုင်တော့ပါဘူး။ဒါကဒါလည်းဇလန်းတွဲတွေကဖန်တီးလာတဲ့ဟိုရောင်ရောင်ဒီရောင်ရောင်သဘောထားပါ။ဒီထားလဲဇလန်းတွဲတွေထဲမှာတတိထားစာအတုမယူမိဖို့ဂိမ်းဆိုင်ရမှာအများကြီးရှိပါသေးတယ်။ဇလန်းတွဲတွေကလူဘဝဟာလက်တွေ့ဘဝအတွင်းမပြောပါလောက်တဲ့အတွေ့အဖွဲလေးတွေကိုပြောထားတာပါ။ဒါကြောင့်လက်တွေ့ဘဝရဲ့မြောက်များလာတဲ့ပြဿနာတွေကိုမထိတွေ့သေးခင်အရင်ဦးဆုံးဇလန်းတွဲတွေတဲကမပြည့်မစုံစိတ်ကူးရင်ကဘာတွေကိုကြုံဝင်သွားတာဟာတိတ်ပြီးအန္တရာယ်ကြီးပါတယ်။ဒါကြောင့်တကယ်တမ်းပါဏတ်ထက်မြက်တဲ့မျိုးသမီးတစ်ယောက်ဖြစ်ချင်ရင်လှပပျော်ရွှင်ပဲဘဝတစ်ခုပိုင်စီရင်ဇလန်းတွဲတွေကအချစ်တွေမုန်းတွေကိုချက်ချင်းရုံထွက်လာခဲ့ပါ။အားနက်တဲ့မျိုးသမီးဟာဇလန်းတွဲတွေကဘဝကိုတည်နာလဲတာမဟုတ်ကိုယ့်ဘဝတွေကအတွေးအောင်ဆုံးတဲ့ဇလန်းတွဲကိုကဖန်တီးယူတာပါ။